ရောက်ပြီဗျာဒါကျန်တဲ့ချိန်တွေဆိုရင်ဒီမှာမြူခိုးတွေနဲ့ဒီမှာပိတ်နေရပါတော့အပေါ်တော့ပြန်ရောက်လိုက်မူဖိုးဖွဲလေးရောကြာလိုက်ဒီမှာချဲလိုက်တာကျွန်တော်သတိမထားမိနဲ့ကျွန်တော်တို့ခုလမ်းမြင်နေရတဲ့ပင်လောင်းမှာရှိတဲ့ရွှေဖားတောင်ကိုတက်မှာပါကဲကျွန်တော်တို့အတူသွားကြအောင်ရာဒီဥတုကတော့ကောင်းနေသေးတယ်မိုးလည်းမရွာသေးဘူးပေါ့နော်ဒါတော့ကျွန်တော်တို့စတက်မဲ့လီကထေးမှာရှိတဲ့စိန်ပုတ်ပါဗုဒ္ဓဥယျာဉ်တော်ကျိုးဆိုပါဤတဲ့ဗျကဲကျွန်တော်တို့ဒီကနေပြီးတော့စတက်ရမယ်မိုးတွင်းဆိုတော့စိမ့်စိမ့်ဆူဆူလေးနဲ့တော်တော်လေးကိုတာရတယ်ဗျဒီပင်လေးတွေကကျွန်တော်အိမ်မှာစိတ်ပိုးဆိုပြီးတော့အရင်တစ်ခေါက်ကနည်းနည်းနှုတ်သွားတာအိမ်ရောက်တော့မရှင်းဘူးဗျအမြင့်ပါမှရမယ်ထင်တယ်လီကထစ်လေးဆိုရင်လည်းရမ်းလာတယ်ဗျ။အိုးဒီလီကားရတော်တော်လာတယ်ပဲ။နောက်စိမ့်ပြီးတော့လေ။အော်ပင်တိုင်းလောက်လည်းဒါကျွန်တော်တောင်တက်နေရပါ။ကျွန်တော်ဒီနောက်ကနေပြန်လဲကြည့်မယ်ဆိုရင်ကျွန်တော်တို့မြို့လေးကိုလမ်းမြင်နေရမှာပါ။ကဲကျွန်တော်တို့ဒါပထမအဆင့်လိုပုံစံသားရောက်ပြီပေါ့နော်မုတ်ဦးပေါ့ဗုဒ္ဓဂါဒန်ဒီအဆင့်မှာတော့ဒီမှာနားလို့ရတယ်လေ့ကျင့်ခန်းပစ္စည်းလေးရှိတယ်မနေ့ဆိုဒီမှာလည်းလေ့ကျင့်ခန်းလာလုပ်လို့ရတာပေါ့နော်ပင်လောင်းတစ်မျိုးလုံးကိုလည်းလမ်းမြင်ရတယ်ဒါကျွန်တော်တို့ပင်လောင်းမြို့လေးပါရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့လေးပါလေ့ကျင့်ခန်းလေးလုပ်ရင်ပင်လောင်မျိုးအလှလေးကိုကြည်ရင်လည်း share ပဲဗျာကဲကျွန်တော်တို့ဆက်တက်မယ်ဗျာတောင်မတက်ရတာကြာတော့တော်တော်လေးတော့မောတယ်ဗျာကဲကျွန်တော်တို့ဒီမှာမိုက်ဆွန်ခါဆိုတဲ့စိန်ပုတ်လေးတွေ့ပြီဒါတော့နောက်ကနေပြန်လဲကြည့်ရင်လမ်းမြင်နေရတဲ့ပင်လောင်းမြို့လေးပါကျွန်တော်ဆက်တက်မယ်ကျွန်တော်ဟိုးမှမြင်နေရတဲ့ဇီဒီအထိကိုသွားမှာပါဒါကျွန်တော်တို့နောက်ထပ်တစ်ဆင့်ကိုရောက်တော့မယ်ကဲကျွန်တော်တို့ဒီမှာဖះเจ้าဆောင်နေရှိတဲ့နေရာကိုရောက်ပြီဒီအဆင့်မှာတော့ပင်လောင်းမျိုးကိုတီချာလေးကြည့်လို့ရတယ်ပင်လောင်းမျိုးလောက်တီချာလေးကြည့်လို့ရတယ်ဖျားလေးလည်းတော်တော်လေးကိုတက်ပေတယ်ဗျာဒါကတော့ဖះเจ้าဆောင်အစ်စ်တွေလည်းစောင့်နေရတွေ့တယ်ဒါတော့ပင်လောင်းမျိုးအလှနဲ့ကျွန်တော်နဲ့ပေါ့ကဲကျွန်တော်တို့ဒါဆက်ပြီးတက်ကြမယ်မိုးတွင်းဆိုတော့ဖះကိုလာတဲ့လူတွေတော့မရှိဘူးဒါတော့မက်မွန်ပင်ပါဒါတော့မက်မွန်ပင်ပေါ့နော်မက်မွန်ပွင့်တဲ့ချယ်ရီပွင့်တဲ့ကတော့အဝေးကနေကြည့်ရင်တော့ခက်စစ်စင်လို့ထင်ရတယ်ဗျဒါကတော့ cherry ပင်ပါ
ဒါလေးကတော့ cherry ပင်မှာမိုးတွင်းဆိုတော့အရွက်တွေအများကြီးပဲဒါလေးကလည်း cherry ပင်မှာဒီအပေါ်မှာလည်းကျောင်းဆောင်တွေရှိတယ်ကျွန်တော်တို့အပေါ်ဆက်ပြီးတော့တက်မယ်။အိုးလေတော့ရမ်းတိုက်တယ်မိုက်တယ်။လေတွေရမ်းတိုက်နေတယ်။အိုးချုံရောထူဝိုင်းနော်။ဒါတော့ကလာဒီလည်းအများကြီးဒါတော့ထင်းယူပင်အကြီးစားဟလားဒါပါတော့မိုက်တယ်နော်ဒါအပင်ကြီးဖြစ်မှာမလားဝတ်တချဒါမြက်ခင်းအဲ့လိုမြက်ခင်းနုနုလေးဆိုကောင်းမှာနော်ဒါနော်ကျွန်တော်ခုတက်နေတဲ့ရွှေဖားတောင်ကကြောက်ဆောင်လေးကဖားရုပ်လေးနဲ့တူလို့ပေါ့နော်ကဲကျွန်တော်တို့အပေါ်ဆက်ပြီးတော့တက်မယ်ကိုပြရောင်ရိုက်ဖြစ်နေပါခြေတော့မချော်ကြအောင်တန်းကိတ်မှရမယ်ဖက်နှက်ကမကောင်းဆိုတော့hiking ဖက်နှက်နဲ့ဆိုတော့ပိုကောင်းအပေါ်မှာလည်းတော်တော်လေးကိုလှတယ်ဖက်နှက်ကောင်းကောင်းစီးလာရင်တော့အဆင်ပြေတယ်ဗျဒါလည်းလို့တော့လို့ဆိုတာကွာအခု GoPro ပြန်ရောင်းဟုတ်တယ်ဆောင်းလေဒါတော့မှာအကြမ်းဖြတ်တာပို့လို့ကဲကျွန်တော်တို့တောင်ပေါ်ရောက်ပါပြီမင်းတို့ရောလေးမှာမရကျန်တော်မျိုးကြီးမှာရောက်ပြီလေတော့ရန်တိုက်နေဟိုမှာခေါင်းလောင်းရင်တော့မရှိဘူးခုကခေါင်းလောင်းလေးလှုပ်ထားပေးပါနော်ရောက်ပြီဗျာဒါကျန်တဲ့ချိန်တွေဆိုရင်ဒီမှာမြူခိုးတွေနဲ့ဒီမှာပိတ်နေရပါတော့ဒီနေ့ကတော့မြူမဆိုင်ဒီရန်တိုက်အိုးဒီရန်တိုက်တယ်ညောင်ကံပဲတော့လွင့်သွားတယ်ဒီရန်တိုက်လို့ကျွန်တော်တို့ဖျားမှာခဏလောက်နေပြီးတော့ကျွန်တော်တို့အောက်ပြန်ဆင်းပါမယ်ကဲကျွန်တော်အခုပြန်ဆင်းတော့မယ်ဒါဒီမှာပိတ်တွေ့ထားတယ်ဒီမှာဒါမိုးရီဒီပေါ့နော်ဒီမှာနှက်စင်လေတွေတော့အရန်တိုက်နေတယ်အိုးဘက်မှာမိုးသားတွေတော့လာနေမိုးပွဲလေးရွာနေဒါကျွန်တော်တို့တောင်အောက်ကိုမရောက်ခင်ကိုမိုးဒီကိုရောက်လာမှထင်တယ်ကျွန်တော်လန်တဝက်ရောက်မှထီမိကြံခဲ့တာတည်တဲ့အတွက်ကျွန်တော်တောင်ပေါ်ကိုပြန်ပြီးတော့တက်ရပါမယ်မိုးတွေကလည်းလာတော့မယ်အပေါ်တော့ပြန်ရောက်လိုက်ထီးကကျွန်တော်သတိမထားမိဘူးဗျာ
ဟိုဖျားဖက်မှာကြံခဲ့ရတယ်မိုးဖိုးပွဲလေးရောကြာလာဒီမှာချိတ်ခံဒီမှာချိတ်လိုက်တာကျွန်တော်သတိမထားမိဘူးဒီမှာဗျာဟိုယူရီလဲဆိုင်လာမိုးဖိုးပွဲလေးလည်းကြာလာပြီကဲကျွန်တော်မြန်ပြန်ဆင်းတော့မယ်ကျွန်တော်ရဲ့ Osmo Pocket 3မိုးဆိုမှဆိုလို့ကျွန်တော်ဖုန်းနဲ့ပဲရိုက်လိုက်တယ်ဗျာကဲကျွန်တော်ပြန်ဆင်းလိုက်ကျွန်တော်တို့ကျောင်းဆောင်မှာခဏနားပြီးတော့ကျွန်တော်တို့တောင်အောက်ကိုပြန်ဆင်းပါပြီအခုကတော့မိုးတွေကတော့တော်တော်ကြီးနေပြီအတန်ကတော့ဟိုဘက်ကနေလာနေပြီကဲကျွန်တော်တို့အိမ်ကိုမြန်ပြန်မရတော့မယ်ဗျာကဲဘလူးကမရှိဘူးတောက်ပါပါမိုးကတော့တော်တော်လေးကိုကောင်းနေပြီအိမ်က AC လေးပြန်ကွေးတာပဲကောင်းတယ်ဗျာဒါတော့ကျွန်တော်တို့ရဲ့ပင်လောင်းမျိုးလေးပါပင်လောင်းမျိုးလေးကတော့ဒီလိုမျိုးမိုးတွေနဲ့မြူတွေနဲ့အုံဆိုင်ဝိုင်းမိုးကလည်းတော်တော်လေးကိုတဲလာကြအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်